ဒီစံချိန်ကြောင့်ရိုနယ်ဒိုကိုမက်ဆီလိုက်မမီတော့ပါဘူးကမ္ဘာဘောလုံးလောကရဲ့စံချိန်ရှင်လို့တင်စားခေါ်ဝေါ်ရမယ့်ခရစ္စတီယာနိုရိုနယ်ဒိုကနောက်ထပ်ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုကိုစိုက်ထူခဲ့ပြန်ပါရီအဲဒီစံချိန်ကတော့သူ့ရဲ့ပြိုင်ဘက်ကြီးလီယိုနယ်မက်ဆီအတွက်လုံးဝလိုက်မမီနိုင်တော့မယ့်မှတ်တမ်းကောင်းတစ်ခုပဲဖြစ်ပါရီပြီးခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာပေါ်တူဂီအသင်းကဟန်ဂေရီအသင်းနဲ့2ဂိုးစီတည်တာရရှိခဲ့ပါရီအဆိုပါပွဲကိုနိုင်ခဲ့ရင်ပေါ်တူဂီအသင်းကကမ္ဘာဖလားခြေစစ်ပွဲကိုတခါတည်းလွတ်လွတ်ကျွတ်ကျွတ်အောင်မြင်မှာဖြစ်ပေမဲ့ပွဲပြီးကန်ဒီပေးလိုက်ရတဲ့ခြေပါဂိုးကြောင့်မလို့အချိန်တစ်ခုတော့ထပ်မံဆောင်ဆိုင်ရတော့မှာဖြစ်ပါရီလက်ရှိမှာပေါ်တူဂီကရမက်10မှတ်နဲ့အုပ်စုထိပ်ဆုံးကဦးဆောင်နေပြီးဟန်ဂေရီက9မှတ်နဲ့နောက်ကနေပြီးတော့လိုက်နေရကြောင်းဒေချာနီကတော့လာမယ့်နိုဝင်ဘာလမှာကံမဲ့အိုင်ယာလန်နဲ့ပွဲအထိဆောင်ဆိုင်ရအောင်မှာဖြစ်ပါရီအသက်40ကျော်ပြီဖြစ်တဲ့ရိုနယ်ဒိုကအဲ့ဒီပွဲစဉ်မှာပေါ်တူဂီအတွက်နိုင်မွေးရရှိဖို့အစွမ်းကုန်စူးစမ်းခဲ့ပါရီပွဲစားပြီး10မိနစ်မှာနေမယ်ဆိုဘိုစလိုင်းရဲ့ထောင်းကန်ဘောကနေဟန်ဂေရီကိုဦးဆောင်ကိုပေးလိုက်ရပေမဲ့ရိုနယ်ဒိုကပထမပိုင်းမပြီးခင်မှာနေမယ်ချီပါဂိုးနဲ့ဦးဆောင်ကို2ဂိုးစလုံးကိုပြန်လည်ပြီးတော့သွင်းယူပေးနိုင်ခဲ့ပါရီပွဲချိန်21မိနစ်မှာနူနိုမန်တက်စ်ရဲ့ဖန်တီးပေးမှုကနေပြီးတော့ချီပါဂိုးရရှိခဲ့ပြီးပထမပိုင်းပြီးခဲ့တဲ့နေ့မှာစီမီတိုရဲ့ခုတ်တင်ပေးမှုကိုတေသက်သက်အဆုံးသက်ကဦးဆောင်ကိုသွင်းယူပေးခဲ့တာပါဒါမဲ့လည်းမိနစ်90အထိအနိုင်ရဖို့အတွက်နီးစပ်ခဲ့ပေမဲ့ခန်းစစ်ကစားသမားတွေရဲ့ပေါ်ယုံမှုကြောင့်မလို့ပွဲပြီးကန်ဒီမှာဆိုဘိုစလိုင်းကဟန်ဂေရီအတွက်ချေပါဂိုးကိုပြန်လည်သွင်းယူသွားခဲ့လို့ပေါ်တူဂီတို့နိုင်ရမယ့်ပွဲကိုတည်ရင်နဲ့သာချိန်နှက်ခဲ့ရတာပါပွဲပြီးမှချေပါဂိုးကိုသွင်းယူခဲ့သူဆိုဘိုစလိုင်းကသူ့ရဲ့အိုင်ဒေါ်ဖြစ်တဲ့ရိုနယ်ဒိုစီကနေပြီးတော့ဂျာစီကိုတောင်းယူခဲ့တဲ့မြင်ကွင်းကလည်းစိတ်ဝင်စားစရာဖြစ်ခဲ့ပါရီဒီပွဲမှာ2ဂိုးသွင်းနိုင်ခဲ့တဲ့ရိုနယ်ဒိုကကမ္ဘာဖလားခြေစစ်ပွဲသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ်တူးရဲစံချိန်တင်နိုင်ခဲ့ပါရီယခင်ကကားလော့စ်ဘရူးနဲ့36ဂိုးစီအများဆုံးပူးတွဲရက်တီနေရာကနေပြီးတော့အခုကမှတော့42ဂိုးနဲ့ရိုနယ်ဒိုကစံချိန်ကိုလွတ်လွတ်ကျွတ်ကျွတ်ပိုင်ဆိုင်သွားခဲ့ပါပြီကမ္ဘာဖလားခြေစစ်ပွဲသမိုင်းတစ်လျှောက်မှာဂိုးများဆုံးကစားသမားစေးမှာရိုနယ်ဒိုက42ဂိုးကားလော့စ်ဘရူးက39ဂိုးမက်ဆီက36ဂိုးနဲ့အစဉ်လိုက်ရက်တီနေပါရီမက်ဆီအနေနဲ့ဒီစံချိန်ကိုလုံးဝလိုက်မိတော့မှာမဟုတ်ပါဘူးအကြောင်းကတော့အာဂျင်တီးနားအသင်းက2026ကမ္ဘာဖလားခြေစစ်ပွဲတွေကိုပြီးဆုံးသွားပြီဖြစ်ပြီးမက်ဆီကိုရိုင်ကလည်း2026ကမ္ဘာဖလားပြီးရင်အနားယူဖို့ရှိနေရကြောင်းမလို့အာဂျင်တီးနားနဲ့အတူနောက်ထပ်ခြေစစ်ပွဲတွေကန်စရာအကြောင်းမရှိတော့လို့ပဲဖြစ်ပါရီရိုနယ်ဒိုကစံချိန်တစ်ခုတင်ခဲ့တယ်လို့မက်ဆီကလည်းနိုင်ငံတကာလက်ရွေးစင်သမိုင်းမှာဂိုးဖန်တီးပေးမှုအများဆုံး60နဲ့တူနောက်ထပ်စံချိန်တစ်ခုကိုအားကြမခံတင်ရှိထားဆဲဖြစ်ပါရီစိတ်ကြီးနှစ်ပါးကစားသမားဘဝနေဝင်ချိန်ကိုရောက်ရှိနေပြီဖြစ်ပေမဲ့ဘောလုံးသမိုင်းမှာလှပပြီးတော့မမေ့နိုင်စရာမှတ်တမ်းကောင်းတွေကိုဆက်လက်ရေးထိုးနေစေဖြစ်ပါရီလက်ရှိချိန်မှာအသက်40ကျော်လာပြီဖြစ်တဲ့ကမ္ဘာဘောလုံးအိုင်ကွန်ခရစ္စတီယာနိုရိုနယ်ဒိုဟာအခုလိုမျိုးအသက်အရွယ်ရောက်လာတဲ့အထိကမ္ဘာဖလားခြေစစ်ပွဲသမိုင်းတစ်လျှောက်ဂိုးများဆုံးစရည်စံချိန်တွေကိုတင်ရှိနိုင်စေဖြစ်တာကြောင့်မလို့သူ့ရဲ့ကိုယ်ကာယကြမ်းခိုင်မှုနဲ့စိတ်သက်ခွန်အားဟာတာမန်တက်များစွာတာလွန်နေစေပါပဲရိုနယ်ဒိုဟာငယ်ရွယ်တဲ့ကစားသမားတွေလိုမျိုးပွဲတိုင်းမှာအပြေးနှုံးနဲ့စွမ်းဆောင်ရည်အမြင့်ဆုံးကိုပြသနိုင်မှုအတွက်ခက်ခဲလာနိုင်ပေမဲ့သူ့ရဲ့ထူးခြားတဲ့အားသာချက်တွေဖြစ်တဲ့ဂိုးသွင်းဗီဇဘောလုံးကစားပုံနားလည်မှုနဲ့ပြစ်ဒဏ်ပေါ်ကန်သွင်းနိုင်စွမ်းတွေကတော့ယုံနေသွားခြင်းမရှိပါဘူးအထူးသဖြင့်ရိုနယ်ဒိုကအသင်းရဲ့တိုက်စစ်ပိုင်းမှာတာဂက်ဖြစ်ရက်တီပြီးအခွင့်ဖန်တီးပေးမှုတွေကိုအဆုံးသတ်ရမှာတော့ရခိုင်အားထက်ပုံမှုပြီးတော့အာယုံဆိုင်နေပါရီသူကကိုယ်ခန္ဓာကိုထိမ့်သိမ်းရမှာပြိုင်ဘက်ကင်းနဲ့စီကန့်ရှိသူဖြစ်လာကြောင်းမလို့နိုင်ကြီးကြီးမရရှိဘူးဆိုရင်နောက်ထပ်ရာသီအနှင်းငယ်ထိထိတ်တန်းအဆင့်နီးပါးမှာဆက်လက်ပြီးတော့ကစားနိုင်ွယ်ရှိပါရီဒါမဲ့လည်းပို့ပြီးတော့ကောင်းအောင်ခြေစွမ်းပြနိုင်ခြင်းဆိုဒီမှာရခိုင်အားလိုမျိုးတူဦးတဲ့ဦးဆောင်ပြီးတော့အသင်းကိုချန်ပီယံစီကိုခေါ်သွားတာမျိုးမဟုတ်တော့ဘဲနဲ့အသင်းအတွက်အဓိကသွင်းဂိုးများကိုအချိန်မီပေးစွမ်းနိုင်ခြင်းအဲ့လိုပုံစံမျိုးရည်ညွှန်းပါရီလက်ရှိကစားနေတဲ့အနေထားတဲ့စံချိန်တွေရရိုနယ်ဒိုကသူ့ရဲ့တက်တန်းအလိုက်ခြေစွမ်းကိုတော့အကောင်းဆုံးဆက်လက်ပြသနိုင်အောင်မှာဖြစ်ပြီးသူ့ရဲ့ဇွဲနဲ့တက်တန်းရှည်ကြမှုကြောင့်ဘောလုံးသမိုင်းမှာခြေစွမ်းပြနိုင်မှုတက်တန်းအကြဆုံးကစားသမားဖြစ်ဆက်လက်ပြီးတော့မှတ်တမ်းတင်သွားနိုင်ခြေရှိပါရီ